everyone, welcome back from my blog. ဒီနေ့တော့ဒီ City Hall က Peninsula Plaza ကိုသွားဖြစ်တဲ့ဒီပို့စရာပစ္စည်းလေးရှိလို့ပြီးတော့ဝယ်စရာလေးလည်းရှိလို့ City Hall ရောက်တော့ဒီလည်းမနက်စာလေးပမရေရစားမထားနဲ့အိမ်မှာအင်းလေးမှာဝင်ပြီးတော့ပဲနဲ့ရင်ဝတ်သားရဲ့မြစ်ချီရင်နေစားဖြစ်တယ်ပြီးတော့ဒီရေချမ်းစင်ကိုသွားပြီးတော့ဝယ်ချင်တာလေးဝယ်ပြီးတော့ဒီအိမ်ကပန်းဦးအောင်လောင်းဖြစ်နေလို့ပန်းဝယ်မယ်ပင်နီဆိုလာငါးလာကပဲထိုက်တူရဆိုင်နေပြီးတော့ဆက်လျှောက်ချေလေးကြီးဝယ်ခဲ့တယ်အဲ့ချေလေးရပါတော့တော်လည်းရနေတရားရရဲဘော်တွေအတွက်ထောက်ဖို့အနေနဲ့ထုတ်ပေးထားတာချေလေးကအသားလေးတော်တော်ကောင်းတယ်အနက်ရောင်လေးရယ်ပြီးတော့အဖြူလေးရယ်ပြီးတော့ပြစ်တိုင်းတောင်ရုပ်ပုံစံမျိုးလေးနဲ့အဝါရောင်လေးရယ်အနက်ရောင်လေးကတော့ဒီအလုံးမှလည်းဝတ်လို့ရရဲဆိုပြီးတော့ဝေးလာလိုက်တာတက်ထဲကို6ချက်ပေးရတယ်ပြီးတော့ဒီပင်နီဆိုလာငါးလွာရေချမ်းစရာနေပြီးတော့6ချမ်းလေးဝယ်ခဲ့ဖြစ်တယ်ပေါ့နော်သူကလည်းစစ်ပေးရောင်တွေကိုထုံနေလောက်တယ်အဲ့မှာကြီး၄မျိုးဝယ်ခဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုတိုတယ်30ပဲချတယ်အဲ့စီတီယောမှာပဲကြီးတငယ်ချင်း2ယောက်နဲ့တွေ့ရပေါ့နော်ချိန်လည်းမထားပဲနဲ့အဲ့နဲ့သူတို့ကလည်းမြောက်ပေးရတယ်ကြီးဖက်နဲ့ဝယ်လာခဲ့အိမ်ရောက်တော့အမေပြန်ပြောတယ်အမေကသွေးတက်နေရလို့ပြောတယ်အမေပြောလိုက်တော့အမေပိုးပြီးသွေးတက်သွားမလားတော့မသိဘူးပေါ့နော်ကိုကတော့ဝယ်ပြီးတော့မြောက်အောင်တီးရတယ်လို့ဖြစ်နေရဲ့ဖက်လေးကတော်တော်လာရဲ့လုံးဝပန်းအောင်လီကီလိုချင်နေရကြာပြီကွာဒါပေမဲ့အဲ့လိုပေါ့နော်ဈေးကြီးရောဒီဟာဝယ်လိုက်ရင်အများကြီးကုန်သွားမှဆိုစိတ်နဲ့မဝယ်ဖြစ်ဘူးကီလေးတိုက်ရော reply 1988ကြီးခဲ့တော့ဒေါ်စောရဲ့ကားသူ့အမေဒေါ်စောသူ့အမေကဝယ်ပေးခဲ့ခီတိုက်ကလိုချင်နေရဒါပေမဲ့အခုတော့ရတော့ပါပြီလို့အဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ရပလို့လေးမှာပဲပြန်လေးဆုံးတွေ့ကြမယ်နော်ဘိုင်ဘိုင်